အားလုံးပဲမင်္ဂလာပါ AZ Gaming ကနေကြိုဆိုလိုက်ပါတယ်ဒီမှာကတော့ Mondrian ရဲ့ချပေးထားတဲ့ event ဖြစ်တဲ့ Vino Square event အကြောင်းကိုပြောပြသွားပေးပါမယ်ဂျင်းလဲဂျင်း event ပေါ့ဗျာဒီနေ့မှာသူ့ရဲ့ပုံစံကဒီလိုမျိုးပြောင်းသွားတယ် COA နဲ့လှည့်ရတဲ့ပုံစံလည်းပြောင်းသွားတယ်ပြီးလို့ရှိရင်ဒီကောက်မှာပါတာက Starlight ကဝယ်လို့ရှိရင် COA 300ရမယ်ဆိုတော့ Collector တွေကရောဒီ Vino နဲ့ရောရမှာဆိုတော့သိချင်တယ်ပြီးရင်ကျွန်တော်ဒီမှာတစ်ချက်လှည့်ပြထားပြီးတယ်သူရဲ့လှည့်လိုက်လို့ရှိရင် intro ပါတဲ့ဟာကိုကျွန်တော်ပြပေးထားတယ် channel skin တွေဘာညာတွေကတော့အကုန်လုံးကဒီပုံတိုင်းအတိုင်းပဲတိတ်ပြောင်းလဲသွားတာမရှိဘူးပြောင်းလဲသွားတာတော့ခင်ဗျားရဲ့ကောင်းမလေးပဲဖြစ်နေမယ်ပြောင်းသွားတာတခုကကျွန်တော်တို့အရင်လိုမျိုး90 point ဆိုပြီးတော့စုပြီးတော့ကြတော့လှည့်လို့ skin ပေါက်တာမျိုးမရှိတော့ဘူးလို့ပဲပြောရမယ်ပေါ့နော်ဒါကတော့ intro animation တွေလှည့်လိုက်လို့ရှိရင်ပေါ်လာမယ့် intro ပေါ့နော်နောက်ထပ်တစ်ခုကကျွန်တော်တို့ skin စုရင်းတဲ့ညီကိုတွေတိုင်းမသုံးနိုင်ရင်လည်းတိုင်းမသုံးပါနဲ့10ချိန်လောက်ဖောင်းနိုင်ရတယ်အခုလာတဲ့ဒီ event ကြီးပေါ့နော်သူရဲ့10ချိန်လဲလို့ရှိရင် event ဒါမှမဟုတ်ပိုကောင်းတဲ့ skin ရမယ်ဆို quality လည်းပေါက်ချင်ပေါက်သွားနိုင်တယ်ပေါ့နော်ဒီလို event မျိုးမှာ skin လဲဖို့အတန်ဆုံးပေါ့နော် skin စုဖို့အတန်ဆုံးလို့ကျွန်တော်ပြောချင်တယ်ဒီ event advanced server မှာလာနေတယ်အဲဒီ advanced server မှာလာတဲ့ Brahmas အပတ်ကိုလည်းကျွန်တော်လှည့်ပြအောင်မယ်brother တို့ကြည့်မယုံလို့ရှိရင်ကြည့်လိုက်ပေါ့နော်ကျွန်တော်နောက်ထပ်ဗီဒီယိုကြီးတင်တဲ့အခါကျရင် brother တို့အမြဲတမ်းကြည့်နိုင်အောင်လို့ like and subscribe လေးလည်းလုပ်ထားဖို့မမေ့ပါနဲ့ဒီထဲမှာတော့ funny lucky box အခိုင် lucky box တွေကိုပြုပြင်ပေးထားတယ်ပေါ့နော်သူကတော့ gateway event လို့ပဲနှစ်မျိုးပြောင်းလို့ရတယ်ပေါ့နော် Leslie ဘက်မှာလိုချင် Leslie ကိုဖောက်Ruby တို့ဘက်မှာလိုချင် Ruby ဘက်ကိုဖောက်ပေါ့နော်ကျန်တာကတော့အသေးဖွဲလေးပါနောက်ထပ်တစ်ခု Rumi boost ပေါ့နော်Rumi boost ထဲမှာဒီအပြရောင်လေးပေါ့နော်အပြရောင် Rumi boost ကကျွန်တော်လမ်းလျှောက်လို့ရှိရင်မဲတီတာလိုမျိုးပဲ stat ပြေလာမယ် stat ကဘယ်လိုလဲဆိုရင်20ဆိုရင် true damage 150ပေးမယ်40ဆိုလို့ရှိရင် true damage 300ပေးမယ်ပေါ့နော် true damage ကြီးပဲပေးတာနော်ဒီလိုကောင်မျိုးကိုကျွန်တော်တို့တွေ Selena နဲ့တာတွဲဆော်လိုက်တော့ Ocean Man တော်တော်ကြီးကို damage ထွက်အောင်ပေါ့နော်ပြီးရင်နောက်တစ်ခုကကျွန်တော် Odet ရဲ့ AD ပေါ့နော် AD ကတော့ Odet က dot shot ကိုပြောင်းနေတာပေါ့နော်အခုတစ်ခါလည်းပြောင်းပြန်ပြီကျွန်တော်တို့ဘယ်လိုလဲဆိုရင် AD က blink ခုံမယ်ခုံပြီးရင်လဲမယ်ပေါ့နော်ကမယ် dance မယ်ပေါ့နော်အဲ့လိုမျိုးပြီးရင်ကျွန်တော်တို့အရင်လိုမျိုးနှစ်ဆင့်ရွှေ့လို့မရတော့ဘူးနှစ်ဆင့်မရွှေ့ဘဲနဲ့ကျွန်တော်ဒီ mobility ရွှေ့တဲ့ဒီအဝိုင်းလေးပေါ့နော်အဲ့အဝိုင်းလေးနဲ့သူကလိုက်ပြီးတော့ကတဲ့ဥစ္စာရွှေ့ရမှာပေါ့နော်ဒါပေမဲ့ဒီနေ့ကဗီဒီယိုကဒီလောက်ပါပဲကျွန်တော်တို့တွေနောက်ထပ် view ကြမှာပြန်တွေ့ကြမယ်နောက်ထပ် content သစ်တွေနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးပဲ bye bye ပါ like and subscribe လေးနဲ့ကျွန်တော်ကို support လုပ်ပြီးတော့ပြောအောင်